တောက်ကြနေဘူးနော်နောက်ဆုံးနေ့လေးကိုဘာဖြစ်နော်အကိုဒီမတွေအားလုံးပဲနော်အခုကျွန်တော် like ကိုကြည့်နေတဲ့သူတွေ like ပြီးမှဝင်ကြည့်တဲ့သူတွေရော like ခဲမှအခုကြည့်ပြီးတော့အားပေးတဲ့ကိုဒီမတွေအားလုံးရောကျွန်တော်အရင်ဆုံးပြောချင်တာဘာပြောချင်လဲဆိုတော့နော်တိတ်ပြီးတော့ဟိုရှည်ရှည်ဝေးတွေလိုက်ပြီးတော့မလုပ်စေချင်ဘူးနော်ကျွန်တော်ရဲ့အကူဒီမတွေအားလုံးကတော့ကျွန်တော်တက်နိုင်လောက်တောင်ဆုံးနေလေးမှာနော်မပြစ်မနေနော်လှုပ်တင်တာလေးတွေနော်လှုပ်စေချင်တာလေးကျွန်တော်အားလုံးပဲအခုလိုက်တယ်မှာတခါလေးပြောပေးပါမယ်အဲ့တော့ထူထူတွေဘာမှရှောက်ပြီးတော့မလုပ်ပါနဲ့မနေ့ကမှကျွန်တော်ယူပိတာလေးနဲ့ကိုဒီမတွေအားလုံးလုံလိုက်ပါတယ်နော်လုံလောက်ပါတယ်လို့ပဲကျွန်တော်ပြောရတော့မယ်နော်လိုက်ထဲမှာကျွန်တော်လောက်ပဲပြောမယ်မနေ့ကကျွန်တော်ယူပိတာလေးတွေအကူဒီမတွေအားလုံးအလားလေးအတွက်နဲ့ပဲလုံလောက်တယ်နော်အဲ့တော့ရှေ့ရလေးမှာဘယ်လိုပဲအဆင်ပြေတာလေးပဲဟောပါတော့ရတာလေးမရတာလေးခဏထားကျွန်တော်ပြောခဲ့လို့ပဲနောက်ဆုံးတောက်ကြနေမှာအကူဒီမတွေအားလုံးတစ်စီးသုံးမဟုတ်နှစ်စီးပေါ့နော်ဘာဖြစ်ဖြစ်တစ်စီးပဲဖြစ်ဖြစ်နှစ်စီးပဲဖြစ်ဖြစ်အဓိကနော်အကူဒီမတွေအားလုံးအတွက်နော်ရလိုက်မယ်ဆိုရင်အကူဒီမတွေအားလုံးပဲနော်ဒါငကူပေါ့နော်ရှေ့လေးမှာရှုံးနေတာလေးမရတာလေးဘာဖြစ်တော့တစ်စီးလောက်ဝင်ပြီးတော့နော်ရလေအကူဒီမတွေအားလုံးအတွက်အဆင်ပြေလောက်ပြေးမှာပါနော်အဲ့